ကောင်မလေးကပန်းသီး3လုံးဝယ်လာခဲ့တယ်။အိမ်ရောက်တော့သူ့အမေစီတစ်လုံးသူ့အကိုစီတစ်လုံးတိတ်တိတ်လေးပေးလိုက်ပြီးကျန်တဲ့တစ်လုံးကိုသူ့ကိုယ်တိုင်စားဖို့တင်ထားလိုက်တယ်။သူစားနေတော့မှပဲသူ့အမေက3လုံးပဲဝယ်လာတာလားလို့ရုတ်တရက်မေးလိုက်တယ်။ကောင်မလေးကြောင်သွားပြီးကိုအပြစ်တင်ဟန်ဆောင်ကတေရောငါမှန်ညံကိုကမေးလျော်တာ။အိမ်မှာက4ယောက်ရှိတာကိုငါမကြီးကိုမေ့သွားတာနေမှာငါအမားပါပဲလို့ပြောလိုက်တယ်။အမေဖြစ်သူကသူ့ကိုစူးစိုက်ကြည့်ပြီးတန်တရားနဲ့မင်းသားကိုရည်ရွယ်ချက်ရှိလောက်တာမလားလို့မေးတယ်။ကောင်မလေးကလည်းအမေကလည်းသမီးကိုဘလို့လူလို့ထင်နေတာလဲလို့ပြန်ပြောတယ်။အကိုဖြစ်သူကအလင်းမြန်ဝင်ပြောလိုက်တယ်။ရပါတယ်ကွာအရေးမကြီးပါဘူး။အကိုဖြစ်သူကသူ့ပန်းသီးကိုသူ့ဇနီးစီပေးမလို့လောက်တော့ကောင်မလေးကရုတ်တရက်တားပြီးသူ့ပန်းသီးကိုကမ်းပေးလိုက်တယ်။ဒါပေမဲ့ပန်းသီးကတဝက်စားပြီးသားဖြစ်နေတာကိုမြင်တော့အကိုဇနီးကရပါတယ်ညီမလေးရေအဆင်ပြေပါတယ်လို့နူးညံ့ညံ့ပဲညင်းလိုက်တယ်။နောက်တော့နေ့လယ်စားချိန်ရောက်တော့အမေဖြစ်သူကစပွဲကိုကြည့်ပြီးသမီးရဲ့ဘာလို့ပကံနဲ့တူသုံးစုံပဲထုတ်လာတာလဲလို့မေးတယ်။ကောင်မလေးတုန်လှုပ်သွားပြီးတေရောမေးပြန်ပြီးမရီအိမ်မှာရှိနေတာကိုသူဈေးသွားတယ်ထင်နေတာလို့ရှင်းပြတယ်။အကိုဖြစ်သူကတက်ပြင်းချပြီးအေးဆေးပဲပြောလိုက်တယ်။မရီကအိမ်မှာပဲရှိနေတာကြာပြီလေ။ကောင်မလေးကောင်းကုန်ပြီးတေရောငါမှန်ညံကလည်းတကယ်ကိုမကောင်းဘူးလို့ရေရွတ်လိုက်တယ်။ပြီးတော့သူစားနေတဲ့တူကိုအမြန်ရှာနဲ့လျက်ပြီးဓာယူသုံးလိုက်ပါလို့ကမ်းပေးလိုက်တယ်။ဒါပေမဲ့အကိုဇနီးကရပါတယ်အဆင်ပြေပါတယ်။ငါပဲတစုံသွားယူလိုက်ပါမယ်လို့ပြန်ညင်းလိုက်တယ်။အဲ့တော့ကောင်မလေးကသူ့မရီကိုဘယ်တော့မှမကြိုက်ခဲ့ဘူး။အိမ်မှာအားလုံးရဲ့ဂရုစိုက်မှုကိုသူပဲတယောက်တည်းရချင်ခဲ့တာ။နောက်တစ်နေ့နေ့လယ်စားချိန်မှာအကိုအမေနဲ့မရီတို့ကအတူစားနေကြတယ်။ကောင်မလေးမြင်လိုက်တော့ဟေ့ဘာလို့သမီးကိုမခေါ်တာလဲလို့အော်မေးတယ်။အကိုဖြစ်သူကပေါ့ပပပဲဖြေတယ်။အော်မေးအပြင်သွားတယ်ထင်လို့မခေါ်တော့တာလေ။ကောင်မလေးဒေါသထွက်သွားပေမဲ့အပြုံးတူလုပ်ပြီးရပါတယ်။သမီးယူစားလိုက်မယ်လို့ပြောလိုက်တယ်။ဒါပေမဲ့ထမင်းအိုးကိုဖွင့်ကြည့်လိုက်တော့ဘာမှမကြံတော့ဘူး။အမေဖြစ်သူကတွန်းဆုတ်မနေပဲပြောလိုက်တယ်။သမီးရဲ့အမေဒီနေ့3ယောက်စာပဲချက်ထားတာသမီးအတွက်မပါဘူး။အဲ့ဒီညနေမှာကောင်မလေးငိမ့်လေးထိုင်နေတော့မိသားစုတစုလုံးအပြင်သွားဖို့ပြင်ဆင်နေတာကိုမြင်လိုက်ရတယ်။သူစိုးရိမ်တကြီးနဲ့မေးလိုက်တယ်ဟေ့ဘယ်သွားကြမလို့လဲ။အကိုဖြစ်သူကအော်ညီမလေးအိမ်မှာရှိနေတာကိုငါတို့အပြင်သွားစားမလို့ပြောတယ်။ကောင်မလေးအမြန်ထပြီးဟုတ်ပြီခဏလေးစောင့်သမီးအဝတ်လဲပြီးလိုက်ခဲ့မယ်လို့ပြောတယ်။အမေကပြုံးပြီးအေးပါမြန်လှုပ်ဆောင်နေမယ်လို့ပြောတယ်။ဒါပေမဲ့ကောင်မလေးအဝတ်လဲဖို့အခန်းထဲဝင်သွားတဲ့အချိန်မှာပဲသူတို့တွေအခွင့်အရေးယူပြီးထွက်သွားကြတယ်။ကောင်မလေးတယောက်တည်းမျက်ရည်တွေနဲ့စောင့်ပါအောင်လို့အော်ဟစ်နိုင်တော့တယ်။